Okay, မင်္ဂလာပါရောနောက်ထောင်ကြည့်အဲ့ဒါကဒီ stem separate လုပ်ထားတာ stem separate ဆိုတာဒီတရှင်းတစ်ခုမှာပါတဲ့ဟာကွာ drum ပါမယ် bass ပါမယ် KB ပါမယ် lead ပါမယ်အဲ့ဒါကိုက drum လို့ဆိုရင် drum ကိုပဲတည်တက်လောက်လိုက်တာထုတ်လိုက်တာပေါ့နော် stem သူ stem ကို separate လုပ်လိုက်တာ drum only လား bass only အဲ့ဒါမျိုး bass နဲ့ drum နဲ့ပဲလားအဲ့လိုမျိုးပေါ့နော်ချင်းတစ်ပုတ်ကိုအဲ့လိုseparate လုပ်လိုက်မျိုးဆိုကို backing track တက်သုံးလို့ရပါပြီဒီတရှင်းကဘာကြောင့်ဒီဟာကိုရင်းနှီးထုတ်ထားလဲဆိုတော့ဒီ stem separate လုပ်တဲ့အခါကျရင်သူကချိန်ပေးရတယ်လေကြားတယ်အဲ့ဒါကြောင့် video ထဲမှာ share တွေမှာဆိုတော့ထုတ်ထားတာဘယ်တရှင်းကိုထုတ်ထားတာလဲဆိုတော့ဒီမင်းရဲ့မင်းနဲ့ဆိုတာကိုထုတ်ထားတာเนาะခုနကဒီပြပြီးရဆိုတော့ diskette ချိန်အခုပြမှာကဒီ Sound Master Pro နဲ့ပေါ့ Sound Master Pro နဲ့ပါပြမှာလဲဆိုတော့တရှင်းတွေကို code တွေကိုသူ analyze လုပ်ပြီးတာပေါ့เนาะ code ထုတ်ပြီးတာဟုတ်လားဒီကောင်လေးဆိုရင်မ A key နဲ့copy ရမိအောင်ဟုတ်လားဒီလောက်ဒီဟာကိုခဏလေးနဲ့တော့ထုတ်ပေးနိုင်တယ်เนาะအဲ့ဒီဒါပေမဲ့အဲ့ဒီ stem တွေကို separate လုပ်တဲ့အခါကျတော့အချိန်ပေးရလို့လေခုနကလိုမျိုးထွက်လာတယ် stem ကို separate လုပ်တဲ့အခါကျဘာလို့မလဲအဲ့ stem ဆိုတဲ့နေရာအောင်နေမယ် generate stem ဆိုတော့သွားမယ် drum လား bass လားနောက် the rest လားအားလုံးလားနောက် vocal only လား guitar လား piano လား generate လုပ်လိုက်ဆိုတာ ਨੇ သူကရလာလိမ့်မှာပါဒီတော့အဲ့လိုခုနကလိုဟာမျိုးလေးပေါ်လာလိမ့်မယ်လို့ separate လုပ်လိုက်ပြီဆိုအခုဒီမှာတို့ဟာအများနဲ့တီးရင်တို့က C key နဲ့ပဲတီးရဆိုတော့ original key က A key သူရဲ့ BPM က72เนาะ72ဆိုတော့အဲ့ဒါကိုတို့ C key နဲ့လိုချင်တယ်ပေါ့ C ကိုနှိပ်ချလိုက်မယ်အဲ့ဒါသူကမေးတယ်ချိန် key ကိုချိန်လိုက်မယ်ဆိုရင်ဒီသူရဲ့ pitch တွေပါချိန်အောင်ဘာညာတရကာကို yes နှိပ်ပေးလိုက်ဟလား C key ဖြစ်သွားပြီကွာအဲ့ဒါဆိုရင်ဟလား pitch တွေစချိန်သွားပြီအဲ့ဒါမျိုးပေါ့ဒါကိုအတန်ယူမှာမဟုတ်ဘူးလေနော်ကိုအတန်ယူမှာမဟုတ်ဒီ code တွေပဲယူမှာဖြစ်တဲ့အတွက်တွေ့လားဒီအောင်တွေကသူ့ရဲ့ဟို various တွေပေါ့နော် A B C D blah blah ပေါ့ဟို note လို့တော့လုံးဝစနစ်တကျကြီးဟို sign ကိုလာတွေမပါဘူးအဲ့တော့ကိုကဒီဟာကိုကြည့်ပြီးတော့ down verse 1 verse 2ဘယ်လိုပြန်လာလဲပါညာကိုကကို arrange လုပ်ပြီးတော့ note ထဲမှာအဆင်ပြေအောင်ရေးလို့ရတယ်ဒါပါကောင်းလဲဆိုတော့ note ကိုစပြီးတော့ထုတ်မယ်ဆိုရင်ကွယ်နားနဲ့ဖမ်းပြီးနားထောင်ရတဲ့အပိုင်းတွေပေါ့နော်အဲ့ဒီဟာမျိုးတွေရှိတယ်ဒီမှာကျတော့ slash လေးတွေပါတယ်နောက်ပြီးတော့သူ့ရဲ့ဒီ code လေးတွေပေါ့နော် external code လေးတွေမှာပါတယ်ပေါ့ထုတ်တာကြာရတဲ့ဆရာကြီးကျတော့ဒီ note တွေပို့ပြီးတော့သူ့ရဲ့နားပို့တိကျတယ်ဒီ note တွေကတစ်ခါကျရင်တိကျရင်မှတိကျအောင်လေဒါပေမဲ့တာမန်လူတွေထက်ဆိုင်တော့တာမန်နားထောင်တဲ့လူတွေထက်ဆိုင်တော့ဒီကောင်က code external code တွေကိုထုတ်ပေးနိုင်တယ် slash code လေးတွေကိုသူကထုတ်ပေးနိုင်တယ်ပြပါလေးတွေနဲ့ပေါ့နော်တော်တော်များများတော့အဆင်ပြေတယ်ဒီကောင်ကတော့ဒီထုတ်စာညီကိုတွေအတွက်လုံးဝနှစ်ချို့ရတဲ့ဆရာကြီးကျတော့ဒါတွေမလို့တော့နားကြပြီဆိုတော့လည်းသူကဒီဖမ်းပြီးတော့လုပ်တီးနိုင်တယ်ပေါ့နော်အဲ့တော့အခုနေ note စပြီးတော့လေ့ကျင့်မဲ့သူတွေနောက်တစ်ခုကဒီ code ဒီမရှိဘူးပဲဟာတချင်းကနည်းနည်းခတ်တာတွေပါမယ်စိတ်တွေလည်းဖြစ်နေမယ် key ကလည်းတခြား key တွေပဲအဲ့လိုမျိုးပေါ့နော်မျိုးရှိတယ်အဲ့မျိုးကြရင်ကိုကအဆင်ပြေအောင်ဒီ software လေးကိုသုံးလို့ရတယ်နော်ကို drag and drop ခုနလိုပဲဒီ file လေးကို switch ချလိုက်ပြီဆိုတော့လည်းအဆင်ပြေတယ်နော်ဒီမှာ file ထဲမှာ open audio ရွှေ့လိုက်ပြီဆိုတာ ਨੇ ဒါတွေပေါ်လာလိမ့်မယ် MP3 တို့ wave တို့ရွေးလိုက်ဒါတွေထွက်လာမယ် wave ရလားမရလားမသိဘူးဟုတ်ပြီအဲ့ဒီမှာ sound sheet နော် sound sheet အဲ့ဒီမှာဒါကို PDF file နဲ့ထုတ်လို့ရတယ် file ကို export လုပ်တဲ့အခါကျရင် export sound PDF နဲ့ထုတ်လို့ရပါတယ်အဲ့ဒီ PDF နဲ့ထုတ်လို့ရသွားပြီဆိုအဲ့ PDF ကိုမှကိုကဒီ JPG ပြန်ပြောင်းပြီးတော့ဓာတ်ပုံနေနဲ့ကိုကရသွားမယ်အဲ့တော့မဟုတ်ဘူးဒီကောင် XML file နေနဲ့ထုတ်လို့ရတယ်ဒါတော့ website လိုမျိုးဒီ HTML ဟိုလောက်တဲ့ file မျိုးပေါ့နော်အဲ့ဒါကကျတော့ဟိုဖြစ်ပါတယ် music HTML ခေါ်လာဟောအလုံးနေနဲ့အလိုထွက်တဲ့ဟာမျိုးဟုတ်ပြီဒီတော့အခုအဓိကလိုရတာသရှင်းကိုဆွဲထည့်လိုက်မယ်အဲ့ဒါဆိုရင် code တွေပေါ်လာမယ် key chain တွေပါလာပြီးသားအဲ့ဒီဟာကိုဟိုဓာတ်ပုံလေးနဲ့ထုတ်လို့ရ PDF file နဲ့ထုတ်လို့ရပြီဆိုတော့ဒါလုံးဝအဆင်ပြေသွားပြီ
တခုကတချင်းတပုတ်ထွက်လာပြီဆိုတော့တက်တော့အရင်အချင်းအချာနာတပုတ်လုံးနားထောင်နားအဲ့လိုတစ်ခါတော့နားထောင်တယ်မို့ click ဆွဲထည့်လိုက်ပြီဆိုတာနဲ့အချင်းဖွင့်လိုက်ဖွင့်ပြီးတော့တချင်းသွားလာဒီလိုကိုယ်ကဒီလိုတော့ချက်ချင်းသိပါပြီနှစ်ခေါက်သုံးခေါက်နားထောင်မနေမှာတစ်ခေါက်တည်းနားထောင်လိုက်ပြီးတော့ဒါလေးနဲ့တွဲကြည့်လိုက်မယ်ဆိုရင်အဆင်ပြေသွားပြီနော်နောက်တစ်ခုကတချင်းကိုတပုတ်ပြီးတော့တချင်းကိုပိတ်လိုက်ဖွင့်လိုက်ပြီးတော့ကော့တီချာရေးလိုက်မလုပ်တော့ဘဲနဲ့ပထမတစ်ခေါက်မှာဘာကြောင့်နားထောင်လဲဆိုတော့အဲ့တချင်းရဲ့သူရဲ့တချင်းရဲ့ဆောင်းနဲ့ဒီကော့တီနဲ့ညီလာတူလားဆိုတော့ကိုကသိချင်တဲ့အတွက်တကယ်လို့ကိုကမတူဘူးပေါ့စူပါတော့ကိုဒီမှာ reminder 7ရှိတယ်ပေါ့နော် reminder 7ရှိတဲ့နေရာမှာဒါတကယ်လို့ reminder 7မို့ဒီကောင် redeem ပေါ့ redeem ဆိုလဲကို redeem ဆိုပြီးတော့ချလိုက်လို့ရတယ်10 7ပေါ့နော်အဲ့ဒါမို့နမ်းထားရတဲ့ကတော့ just 10 7ဖြစ်သွားပြီ play code ကို play ကြည့်လိုက်ဟာဟုတ်တယ်ဒီတန်းတော့ဟုတ်ပါပြီဆိုတော့ဒီကောင်က enter ခေါက်လိုက်ဟုတ် enter ခေါက်တော့ okay လားဘာဝင်သွားပြီဟောတလား data ဒါဆို edited လုပ်ထားတဲ့ကောင်ကသူ့ဘာလေးနဲ့ပေါ်တယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးပေါ်တယ်တော့ခုန play code one edited ပါနန်ပြီးပါရင်ဒါကော်ရီလက်ချင်းနေဟာအဲ့လိုမျိုးဒါရဲ့ဘေကင်ဒါဆိုအစဒီထဲမှာကိုကပါလို့ရဆိုတော့ကိုကမလို့တဲ့ဟာကိုခုချင်းပြန်တော့ဒါ A ဆို A ဘက် A ဘက်ကိုတည်တံသွားခြင်းလား B ဘက်ကိုတည်တံသွားခြင်းလားအဲ့လိုမျိုး edit cut လုပ်ရင်ပေါ့နော် code ကို edit လုပ်လို့ရတယ်တရားနေပြီးတော့အဲ့ခုနပြပြီးပါပြီဒါဆိုဒါသူရဲ့ wave file နေမစားရပဲဒါလေးတော့မလို့အောင်ပဲအဓိကလိုတော့ဒါထိုးအတွက်လိုတော့ဒါ code ပဲနော် code ပဲအဲ့ဒါ code ကိုသူက play ပြခြင်းသူ roman နဲ့1 2 3 4နဲ့ပြခြင်းလားအဲ့ဒါမှဝင်ဒီမှာသူ nashville နဲ့ပြတယ်ဒါမျိုးတွေဒါတော့မြန်မာနိုင်ငံမှာတို့ညစကိုင်းမှာမျိုးတစ်ခါရေးတယ်လေသိရမလားဒါ data ဆို reminder 7ဒါဆိုရင် minus 7အဲ့လိုမျိုးလေးပေါ့ဒါဒီနီးရှင်းနီးဟန်လေးလေးရှိအောင်နော် traditional notation တို့ကတို့ရင်း CDF နဲ့မရှိတယ်ပေါ့ roman နဲ့ဆိုတော့ဒီမှာ fit တို့ fat ဟို that တို့ဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးရှိပြီဆိုအဆင်ပြေတယ်။ဘာအဆင်ပြေလဲဆိုတော့ code တစ်ချက်ချင်းထုတ်ပေးနိုင်တယ်ပေါ့။အချိန်မကုန်ရေးဖို့လူကြီးပေါ့လုံးမလို့အဲ့ကောင်ချက်ဆွဲထုတ်လိုက်။တခုတော့ရှိတာပေါ့ကိုကအဲ့လိုမျိုး note ပုံမှာပြန်ပြီးတော့ note side ပုံမှာပြန်မချရေးနိုင်ဘူးဆိုတော့ server တစ်ရက်ကနေ2ရက်ဖြစ်သွားတော့ပေါ့။ဒါပေမဲ့ကိုက tablet ရှိရဆိုရင်တချင်းပို့ရေးဘယ်လောက်ပဲထွက်လာပါစေ။အဲဒီတက်ပုံ၄၅ပုံဝင်ထွက်သွားပါစေပေါ့နော်။တချင်းရှေ့လို့လေဒီ sign ကိုဒီမသုံးတဲ့အတွက်တောက်လျှောက်တီးရတယ်ဆိုရင်တော့မှတက်ပုံ3 4ပုံရှိတယ်ကိုက tablet ထဲမှာပဲအဆင်ပြေတယ်။ brother တမလောက်ဆိုရင်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ TV ဝါတိုင်းတပုတ်ပြီးဝါတိုင်း page to over လက်နဲ့ဆက်ဆွဲရမှာလေ။ဒါသမားကလက်ဖက်ကဆွဲရင်တီးသွားလို့ရတာပါအဲ့လိုမျိုးပေါ့အဆင်ပြေတယ်။ဒါက note တွေပါနေတီးရတော့လုံးတွေပါနေတွဲတီးရတဲ့ခါကျတော့လေဒီ note ပုံမှာရေးလိုက်တာပိုအဆင်ပြေတာပေါ့နော်အဲဒီ single page တစ်ခုပုံမှာထဲမှာပဲ note side တွေထဲမှာပဲရေးလိုက်တာကပိုအဆင်ပြေတာပေါ့အဲဒီမှာဒါဆိုရင်တော့ပြီးတော့သူက realize လုပ်ပြီးတယ်တချင်းဒီကောင်ကဘာကောင်းသေးလဲဆိုတော့သူတချင်း cover ကြီးမယ်ဆိုဒီကောင်ဘယ်နှပါရှိတယ်တီး arrangement လုပ်ရတယ်ဘယ်နှပါနေဘယ်နှပါတင်မှာ first block ကနေ block တင်မှာဒါကတော့ intro ဆိုတော့ block ရှိမှဒါပြီးသွားပြီနောက်ပြီးတော့သူရဲ့ ppm နဲ့ time signature တွေ keys တွေအကုန်လုံးပေါ်လာပြီးတယ်ဆိုတော့ဒီမှာ arrange လုပ်ရကအရင်ဆင်ပြီးနောက်ပြီးတော့ back track လုပ်တဲ့အခါကျရင်လည်းဒီ base ကဘယ်လောက်ကိုချိန်ထားတဲ့အတိုင်းပဲကွာဒီတချင်းရဲ့ပုံစံလေးကိုကြိုက်တယ် trend နဲ့ base ကိုကြိုက်တယ်ဟုတ်ပြီတချင်းကိုကိုကဒီ trend နဲ့ base ရောကြိုက်ပါတယ်ဒါပေမဲ့ဒီတချင်းကကိုယ့်တချင်းပုံစံမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲကိုကဒေါ်လာ sofa နဲ့တီးနေတယ်ဆိုတော့ကိုကဒေါ်လာ sofa ချင်းပြီးအဲ့ဒီတချင်းပီလေးနဲ့ကိုကစီးမျောရင်ကိုကသွားလို့ရပြီဟုတ်လားမလား piano လုံးလေးကိုကြိုက်လာဟိုဒီဘယ်တန်လေးကိုကြိုက်တယ်အဲ့လိုမျိုးလေးကိုချင်းညှိပြီးတော့လှုပ်သွားလို့ရတယ်ကိုကြိုက်တဲ့ key နဲ့ကိုကြိုက်တဲ့ tuition run လေးနဲ့ပေါ့နော် okay အဲ့ဒါမျိုးဆိုတော့ဒါ sharing လုပ်ပေးလိုက်တာเนาะဒီ software ပါလဲ Sound Master Pro version 3မျိုးရှိတာမျိုးတော့ Master Pro မစိုးဘူးတော့အဆင်ပြေတယ်။နောက်ပြီးတော့ metronome ပါတယ်เนาะသူပါတယ် chord session နဲ့ fuse system sound shape playlist เนาะသူ help လုပ်လို့ရတယ်ဟုတ်တယ်မလား okay เนาะအဆင်ပြေကြပါစေဗျ